ကောင်းပါပြီအခုကျွန်တော်တို့ဒီတခါကြာရင် Bitcoin ပေါ့ Bitcoin ဖွင့်နေကျွန်တော် M3 လုံးရဲ့အရေးကြီးတဲ့အရာပေါ့ဟို currency လဲငွေကြေးပေါ့အဲ့ဒီ Bitcoin ဖွင့်တဲ့ဒီကိုကျွန်တော်ပြောပြပေးပါမယ်အဲ့တော့ခုနကချိန်မှပြကျွန်တော်ခုန Gmail ဖွင့်တဲ့ဥစ္စာလေးကိုတင်ပေးပြီးအဲ့ Gmail ဖွင့်တဲ့ဥစ္စာတင်ပေးလိုက်ရင်ကျွန်တော် Gmail တို့ပြန်ဖွင့်ထားလိုက်ပေါ့နော်Bitcoin ဖွင့်ရမယ်ဆိုရင်အမှန်တော့ကျွန်တော်တို့ M3 လုံးလုပ်ပြီးဆိုရင် Gmail ဖွင့်ရမယ် Bitcoin ဖွင့်ရမယ် M3 လုံးဖွင့်ရမယ်ဒါအမြဲတမ်းလုပ်နေကြအလုပ်တွေပဲဒါအမြဲတမ်းလုပ်ထားမှရမယ်အဲ့ဒါမှကိုကဖွင့်လို့ရတယ်ပြုလို့ရတယ်အားလုံးအဆင်ပြေမှာပေါ့နော်ကျွန်တော်အခု Gmail ဖွင့်လိုက်ပါပြီဒါ M3 လုံးနဲ့ Bitcoin ဖွင့်ဖို့အတွက်ပေါ့နော်ဒါ Gmail တည်တံ့တစ်ခုကျွန်တော်လုပ်ထားတာပါဒီ Gmail လေးကိုလေးရပါပြီဖွင့်ထားပြီဗျဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီကနေပြီးတော့file တစ်ခုထပ်ပြီးတော့ခွဲထုတ်မယ်ပေါ့ new tab လေးတစ်ခုခွဲထုတ်မယ်ခွဲထုတ်ပြီးရဲ့အချိန်မှာကျွန်တော်Bitcoin အတွက်ကိုဖွင့်ပေးပါမယ်အဲ့တော့ဖုန်းသမားတွေကလည်းကျွန်တော်တို့အဲ့ Chrome ကနေပြီးတော့ဖုန်းသမားတွေကတော့ဒီတိုင်း Bitcoin ဟို software ကနေပြီးတော့ application ကနေပြီးဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီမဲ့ www Coinbase ကိုသွားပါမယ်ဒါလေးကိုဖွင့်လိုက်ပါဖုန်းသမားရောကျွန်တော်တို့ဒီကွန်ပျူတာသမားရောဒါလေးကိုရိုက်လိုက်ပါရိုက်လိုက်ပြီးရှာလိုက်ပါရပါတယ်ဒီမဲ့ဒီလိုလေးပေါ်လာလိမ့်မယ်နော်အဲဒီလိုလေးပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီမဲ့ sign up ကိုနှိပ်လိုက်မယ်ဗျ sign up ကိုနှိပ်လိုက်ပါမယ်ဒီမဲ့အဲ့မဲ့ကျွန်တော်နာမည်ထက်ကိုဖြစ်နိုင်တာတော့ကိုနာမည်အမှန်ထည့်တာတော့အကောင်းဆုံးပေါ့နောက်တစ်ချိန်မှာကိုက Bitcoin နဲ့ဟိုငွေကြေးကိစ္စတွေရှင်းရမယ်အခါကျရင်ကျွန်တော် ID down လေးရဲ့အချိန်မှာကိုရဲ့နာမည်အရင်နဲ့မှတ်ပုံတင်နဲ့ပြပါဆိုရင်ဒါမျိုးတွေဖြစ်လာနိုင်ချေရှိလို့ကျွန်တော်နာမည်ရင်းနဲ့ဖွင့်စေချင်တာတချို့ကြလည်းနာမည်အရင်နဲ့မဖွင့်ဘူးဒါလည်းပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကကြိုတင်ကာတဲ့အနေနဲ့ပေါ့နော်ဒီကငွေကြေးကိစ္စနဲ့လောက်ရတာဖြစ်တဲ့အတွက်တကယ်လို့ဒီ Bitcoin ရဲ့တနေ့တစ်ချိန်မှာပြဿနာတက်လာမယ်ဆိုရင်ဒီထက်ကငွေကြီးတွေအဆုံးရှုံးမှာဆိုလို့အတွက်ကိုယ့်ရဲ့နာမည်အရင်းနဲ့ဒီဟာကို Bitcoin ကိုဖွင့်စေချင်ပါတယ်ခုနကကျွန်တော် email ပြန်ထည့်လိုက်ပါမယ် Gmail ဖွင့်ထားရေးထည့်ပြီးသွားပါပြီဒါမှဒီမဲ့ password ပေးလို့ရတယ်ဒီမဲ့လည်း password ကြိုက်တာပေးလို့ရတယ်ပြဿနာမရှိဘူးခုနကနဲ့ Gmail ကနေပြီးတော့ password နဲ့တူတာနဲ့မလို့ဘူးအကုန်လုံးဘယ်လိုပေးလို့ရတယ်ဒီ password တွေကိုဆိုရင်ဘယ်ဟာပေးထားလဲဆိုတဲ့ဥစ္စာကိုတော့အပြင်မှာစာရွက်လေးတစ်ရွက်နဲ့သေချာမှတ်ထားဖို့တော့လိုတယ်ဗျဘာဖြစ်လို့လဲဆိုတော့တချို့ဟိုသူတွေကပေါ့နော်အလုပ်များတာလားဒါလားတော့မပြောတော့ကျွန်တော်အတွေ့အကြုံရဆိုရင်တော့ကို password တော့မှာကိုကမေးတတ်တယ်အဲ့တော့ကျွန်တော်လည်းမေးတတ်တာပါပဲအဲ့ဒီအတွက်ကိုရဲ့ password ကိုအကုန်လုံးပြန်ပြီးတော့အပြင်မှာသေချာမှတ်ထားပေးပါအခုနကျွန်တော် Gmail password နဲ့ဒီ password နဲ့တူလဲရတယ်မတူလဲရတယ်ဒါပေမဲ့မတူတာပိုကောင်းပါလေ Gmail ဖောက်လိုက်ပြီဆိုရင်ဒီဟိုက Coinbase ကိုဝင်ဖောက်လို့လွယ်တယ် Coinbase ကိုဝင်ဖောက်လို့မလွယ်အောင်လဲကျွန်တော်တို့က two step ခန်းကြီးခန်းလေးတွေပါဆက်ပြီးတော့ကျွန်တော်သင်ပြပေးပါမယ်ဒီမဲ့ဒီဟာလေးကိုဒီ Bitcoin ဖွင့်တဲ့အခါမှာ Bitcoin ဖွင့်တဲ့အခါမှာပေါ့ Bitcoin ဖွင့်တဲ့အခါမှာပြဿနာမရှိဘူးအဲ့ဒါဟိုကိုယ့်ရဲ့ password ကိုသေချာတာမှတ်ထားကျွန်တော်လည်းအပြင်မှာအခုပြန်မှတ်နေရတယ်အခုကျွန်တော် password ထည့်ပါမယ်ဒါဆိုရင်ကောင်းမွန်လို့ဖြစ်တယ်ဟဟလားအစိမ်းအပြည့်ရပါတယ်ဒီလိုမျိုးကို
strong ဖြစ်နေတဲ့ဥစ္စာကိုထည့် strong ဖြစ်နေတဲ့ဥစ္စာလေးပေါ့နော် strong ဖြစ်နေတဲ့ဥစ္စာလို့ထည့်လိုက်ရင်ပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ဒီရမယ်မလေးချစ်လိုက်ပါမယ် create account လုပ်လိုက်ပါမယ်အဲ့ဒီခါမှာကျွန်တော်တို့ Gmail ရနေပြီးတော့ Gmail ကနေသွားပြီးတော့ verify လုပ်ခိုင်းလိုက်ဗျအဲ့ကြရင်ကျွန်တော်တို့အခုနကကျွန်တော် Gmail ဖွင့်ထားပါဆိုအဲ့ဒါကိုပြောတာကိုယ့်ရဲ့ Gmail တွေကိုပြန်ပြီးတော့ဒီဘက်တစ်ချက်သွားကြည့်လိုက်ပါဒါဆို Quanpay မှာ Gmail ဖွင့်ခိုင်းလာတာရတယ်ဟုတ်ပြီနော်အဲ့ဒါကြဒီမဲ့ verify email address လေးကိုဒါလေးကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒါ Bitcoin ဖွင့်တဲ့အဆင့်ရောက်သွားပြီเนาะ Bitcoin ဖွင့်လို့ရတဲ့အဆင့်ဖြစ်သွားပြီပေါ့အဲ့တော့ဒီကကျွန်တော်တခုလေးကိုဒီကတခုလေးကိုဖြုတ်လိုက်ရပြီဒါဆိုဒီတခုလေးနဲ့တော့ဒီမှာ Coinbase ကိုပြန်ပြီးတော့ဒီ Coinbase လေးကိုနှိပ်လိုက်ဒါမူရင်းနေရာကိုရောက်ပေါ်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ setting ပြန်ချမယ် setting ပြန်ချမယ်ဆိုတာဗာလဲဆိုတော့ဒီຢာတွေက MMK တွေကမြန်မာငွေတွေပုံစံဖြစ်နေတော့ကျွန်တော် USD ပြောင်းပါမယ်အဲ့ဒီအခါမှာကျွန်တော်တို့က setting နဲ့ဝင်ပါမယ် free funds ကိုဝင်လိုက်ပါမယ်ဒီမဲ့မြန်မာကျပ် MMK ဖြစ်လာဟဲ့လားမြန်မာကျပ်နဲ့ဒီဘက် B ကလေးတော့ထောက်လိုက်ပါပြီးအပေါ်ဆုံးမှာရှိရ USD ဒေါ်လာဒါ USD ဒေါ်လာလေးချိန်လိုက်ပြီးရင်ကျွန်တော်တို့ time zone ကိုကျွန်တော်တို့ချွေးပါမယ် time zone ကကျွန်တော်တို့ဟိုဟာနဲ့ Russia နဲ့ဒီဟာနဲ့ဆိုကျွန်တော်တို့ကplus 6နိုင်ခွဲပေါ့ကွာတယ်ဗျအဲ6နိုင်ခွဲဥစ္စာလေးလိုက်ကြည့်လိုက်ရ plus 6ခွဲဆိုဒီမှာခင်ဗျအရင်ကောเนาะဒီဟာလေးကိုနှိပ်လိုက်ပြီးရင်ဒါလေးကိုဆေးလိုက်ရပါပြီကဲဒါဆိုရင်ကျွန်တော်တို့ Bitcoin ဖွင့်တဲ့အဆင့်ကိုပြီးသွားပါပြီဟာလား Bitcoin ဖွင့်လို့ပြီးသွားတဲ့အချိန်မှာမိမိရဲ့ wallet address ကဘယ်ဟာလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ပြပါမယ်မိမိရဲ့ကိုယ်ပိုင်အမှားတစ်စိတ်ကဒီမှာပါ wallet address ပါနာမည်ပါရှိပါတယ်မှ wallet address လေးပါဒါကကျွန်တော်တို့ရဲ့ wallet address လေးပဲဒီကဒါကျွန်တော်တို့ရဲ့အမှတ်အသားပေါ့နော်အဲ့တော့အခုနောက်တစ်ခါကျွန်တော်ပြောချင်တာတော့ဖုန်းသမားတွေပေါ့ဖုန်းသမားတွေအခါကျရင်ကျွန်တော်တို့က Coinbase ကိုဒီလိုလေးပြန်ထွက်လိုက်ပြီဆိုရင်ဒီဘက်ထောက်လေးပါဗျအဲ့မဲ့ကျွန်တော်တို့ခုနကုတ်ပုံစံလေးရှိတယ်အဲ့ကုတ်ပုံစံလေးနှိပ်လိုက်ရင်ကိုဒီ wallet address လေးကိုထွက်ပါတယ်အဲ့ဟိုဖုန်းသမားတွေကိုကြတော့ကျွန်တော်ဓာတ်ပုံလေးနဲ့ပုံလေးနဲ့ကျွန်တော်ပြောပြပေးပါမယ်တင်ပေးထားပါမယ်အဲ့ဒီကနေပြီးတော့ကျွန်တော်ဘယ်လိုဆက်သွားမလဲဆိုရင်ကျွန်တော်တို့ဒီရာကို two step ခံနေပေါ့Coinbase ကို two step ခံနေကိုကျွန်တော်ထပ်ပြီးတော့တင်ပြပေးပါမယ်ကျွန်တော် setting ကိုသွားပါမယ်ပြီးရင် security ရှိရခင်ဗျ security ရှိရအဲ့မဲ့ verify phone ထည့်လိုက်ပါကျွန်တော်ထည့်လိုက်ပါပြီအဲ့မဲ့ပြီးရင်ကျွန်တော်တို့က send SMS လေးကိုနှိပ်လိုက်ပါခဏစောင့်ရပါလေ line နဲ့မကောင်းဘူးဆိုရင်အဲ့ဒါအပြင်မှာကိုခံတဲ့ဖုန်းလေးကိုကြည့်ရပါမယ်ကြည့်ပြီးရဲ့အချိန်မှာသူကကုတ်လေးလှမ်းပို့လိုက်တယ်ကုတ်ကနန်းဆောက်လုံးလေးလှမ်းပို့လိုက်တယ်လှမ်းပို့တဲ့အချိန်မှာဟောဒါဖြည့်ရမှာပါခင်ဗျထပ်လိုက်လိုက်ပါမယ်ဒီနေရာလေးမှာတော့နည်းနည်းလေးသိခံပြီဗျဘာဖြစ်လို့ဆိုတော့ဒီကုတ်ကလေတစ်ခါလေကြာရင်ဒီ coin pay ကသူတို့ကလည်းအလုပ်အများများတဲ့အချိန်မှာကုတ်ပို့ပြီးဖို့တော့တော်တော်လေးခက်ဟို
ကြာတယ်ဒါလေးကိုတော့ပေါ့9မိနစ်လောက်ကိုတိခံပြီးတော့စောင့်ပြီးအဲ့ကနေပြီးကျွန်တော် message ကိုလာလိုက်မယ်ကျွန်တော်ဖုန်းနဲ့ message ဝင်လာတဲ့အချိန်မှာသူကပေါ်လာတဲ့ကဏ္ဍကိုဒီထဲမှာထည့်ပေးလိုက်ပြီးရင် verify လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်2 step ဆိုတာပေါ်လာပြီဗျအဲ့တော့ကိုယ့်ရဲ့ account ဘေးကနေပြီးတော့ဝင်ပြီးဖောက်မယ်ပေါ့ဖောက်တဲ့အခါကျရင်ကျွန်တော်တို့ဒီဖုန်းထဲကိုအမြဲတမ်း message လှမ်းပို့နေတယ်သူကလှမ်းပို့နေတဲ့အချိန်မှာအမြန်ဆုံးပေါ့အမြန်ဆုံးကျွန်တော်တို့ password ချိန်လိုက်တော့ဆိုမြန်တာပေါ့ဒီဟာကိုအပြင်ကိုကျွန်တော်ကြီးခန္ဒီယူပါတစ်ခါတည်းသင်ပေးပါမယ်ခဏလေးစောင့်နေပြီပါကျွန်တော်အခုချိန်นี้ကျွန်တော်ချိန်မှာကုန်မဝင်သေးဘူးနောက်တစ်ခါကျွန်တော်ထပ်နှိပ်အောင်မယ်ဗျာရောက်သေးဘူးဗျကျွန်တော်တော့ခက်ပြီကျွန်တော် cancel ပြန်လုပ်မယ်ဗျာပြန်လုပ်ပြီးတော့လုပ်ကြည့်မယ်ကြိုးစားကြည့်မယ်ကျွန်တော် verify ဖုန်းသွားမယ်နော်လုပ်ပြီးသွားပြီကျွန်တော်ပေးလိုက် next ပေးလိုက်မယ်ဗျာ2 step အတွက်ကျွန်တော်သွားပြီဗျာအဲ့ဒီမှာပဲကျွန်တော်တို့ဖုန်းမှန်ပေါ့နော်အမေကဏ္ဍလေးပေးလိုက်မယ် message လေးပို့ပေးလိုက်မယ်ရောက်ပြီခင်ဗျကျွန်တော်ရှိမှာကျွန်တော်အခုပဲရောက်တယ်ရောက်တဲ့ဥစ္စာလေးကိုကျွန်တော်ကဏ္ဍလေးကိုထည့်လိုက်ပါမယ်โอเคရောက်တဲ့ခုနှစ်လုံးပေါ့နော်ခုနှစ်လုံးဥစ္စာလေးကိုထည့်လိုက်မယ်ထည့်လိုက်ပြီးကြရင်အတွက်နဲ့ verify ဖုန်းလုပ်လိုက်တော့ဒါဆိုရင်ကျွန်တော်2 step ခံနေနေပြီးသွားပြီဒါ2 step ခံနေနေပြီးသွားပြီပေါ့နော်အဲ့ဒီအခါမှာကျွန်တော်ကြီးဘယ်လိုခံမလဲကြီးခံနေနေပဲကျွန်တော်တစ်ခါလည်းသင်ပေးမယ်ကြီးခံတဲ့အခါမှာကျွန်တော်ဒီမဲ့ Google Authenticator ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်နှိပ်ပေးရမယ်နှိပ်ပေးရနှိပ်ပေးလိုက်ရင်နောက်ထပ်ကျွန်တော်တို့ဒီဟာကိုသွားပြီးတော့ SMS တစ်စောင်ကိုထပ်ပြီးနှိပ်ပေးလိုက်အောင်ထပ်ပို့ပါပြီထပ်ပို့ပါတယ်အဲ့ကဏ္ဍလေးကိုကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ထည့်လိုက်ပါဒါလေးထည့်ပြီး verify ပြန်လုပ်လိုက်ပါ
ရပြီနော်အဲ့တော့ဒီအချိန်မှာဒီဟာလေးကိုကျွန်တော်တို့မှတ်ထားဒီကုတ်လေးကိုမှတ်ထားဒီကုတ်လေးပေါ့ဒီကုတ်လေးကအရေးကြီးဆုံးပါဒီကုတ်လေးကိုယူလိုက်ပါပြီးရင်ကျွန်တော်တို့ copy လေးယူပြီးကျွန်တော်အဖြစ်နေရာမှာတစ်ခုလေးနဲ့မှတ်ထားလိုက်ပေါ့လေးနဲ့မှတ်ထားလိုက်ဒါမှတ်ထားပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဖုန်းကိုပြန်သွားလိုက်ဒီလို authenticator ဆွဲထားတဲ့ဖုန်းကိုသွားပြီးတဲ့အခါမှာအဲ့ကုတ်လေးကိုသွားထည့်ပြီးတဲ့အခါမှာပြီးပေါ်လာတဲ့နံပါတ်လေးတွေကိုဒီနေရာမှာရိုက်ထည့်ပြီးရင်enable လုပ်လိုက်ရင်ရပါပြီအဲ့ဒါတွေကိုတော့ကျွန်တော်ဘယ်ဟာနဲ့ပေးမလဲဆိုရင်ကျွန်တော်ပုံလေးနဲ့ပြပါမယ်ခင်ဗျဒီမဲ့ကျတော့ကျွန်တော်အပြင်မှာဆွဲတာတော့ဘာလို့ရရင်လောက်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်လုပ်ပေးပါမယ်ပုံလေးနဲ့ပဲတင်ပေးပါမယ်ခင်ဗျဒါကတော့ကျွန်တော်တို့ပြုတ်ကွိုင်းကိုဖွင့်နည်းရယ် two step ခံနည်းရယ် setting ရှာနည်းရယ်ခြေခံနည်းရယ်ဟိကိုပြပြပေးရပြီဖြစ်ပါတယ်